ကမ္ဘာအလှဆုံးအမျိုးသမီးဘောလုံးသမားအဖြစ်လူသိများတဲ့ခရိုအေးရှားလက်ရွေးစင်တိုက်စစ်မှုအန်နာမာရီယာမဂိုဗစ်ဟာ3 နှစ်အတွင်း9 သင်းမြောက်အသင်းအဖြစ်ခရိုအေးရှားနာမည်ကြီးကလပ်ဟိုက်ဒိုစပလစ်ကိုတရားဝင်ပြောင်းရွှေ့သွားပါတယ်။အသက်26နှစ်သာရှိသေးတဲ့မာဂိုဗစ်ဟာလှပတဲ့ရုပ်ရည်နဲ့သူ့ရဲ့ဘောလုံးစွမ်းရည်ကိုနောက်ကလပ်အသစ်မှာဆက်လက်ပြသသွားမှာပါ။ပြီးခဲ့တဲ့နှစ်ကဝီကီပီးဒီးယားမှာသူ့ကိုစပလစ်မြို့မှာမွေးဖွားခဲ့တယ်လို့မှားယွင်းဖော်ပြခဲ့တာအတွက်သတင်းမှားကို9 နှစ်လုံးရေးထားပေးတဲ့ဝီကီပီးဒီးယားကိုကျေးဇူးတင်ပါတယ်။အခုဖြတ်ပေးလို့ရပြီလားလို့နောက်ပြောင်ခဲ့ပြီးတကယ်တော့သူဟာဆွစ်ဇာလန်နိုင်ငံဆူရစ်မြို့မှာမွေးဖွားခဲ့တာလို့ပြောပါတယ်။မွေးရမြေကဆွစ်ဇာလန်ဆိုပေမဲ့မာကိုဗစ်ကတော့နိုင်ငံတကာပွဲတွေမှာခရိုအေးရှားလက်ရွေးစင်အသင်းကိုသာကိုစားပြုကစားဖို့ရွေးချယ်ခဲ့ပါတယ်။သူ့ရဲ့ professional ကစားသမားဘဝကိုလည်းဇူရစ်မြို့မှာပဲစတင်ခဲ့တာဖြစ်ပြီး FC Zurich လူငယ်အသင်းကနေတက်လာပြီးတော့ Grasshopper အသင်းနဲ့ပထမဆုံး professional ပွဲကစားခွင့်ရခဲ့ပါတယ်။ Grasshopper အသင်းမှာကစားနေစဉ်အတွင်းလက်ရှိချစ်သူ Thomas Ribeiro နဲ့ဆုံခဲ့တာပါ။ Ribeiro ကအမျိုးသားအသင်းဘက်မှကစားနေသူဖြစ်ပြီးနောက်ပိုင်းမှာသူ့ရဲ့မွေးရနိုင်ငံပေါ်တူဂီမှာရှိတဲ့ Vitória Guimarães အသင်းကိုပြောင်းရွှေ့သွားလို့ Markovic လည်းပေါ်တူဂီကိုလိုက်ပြီးပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီနောက်မာဂိုဗစ်ဟာဘရာဂါအသင်းနဲ့စာချုပ်ချုပ်ပါတယ်။အဲဒီပြောင်းရွှေ့ဟာသူ့အတွက်ဘဝသစ်တစ်ခုလိုဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ဇူရစ်ဒါဘီပွဲမှာအယွတ်ပြတ်တာဒူးအယိုးနုဆုပ်ပြဲတာခြေသလုံးအယိုးကျိုးတာစတဲ့ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တာကြောင့်ဘောလုံးသမားဘဝကနေအဆုံးသတ်သွားနိုင်တဲ့အထီးကျုံခဲ့ရလို့ပါပဲ။ဒါပေမဲ့ဘရာဂါမှာလည်းအခွင့်အရေးသိမ့်မရခဲ့ပဲပြိုင်ပွဲ3 ပွဲသာကစားခွင့်ရခဲ့ပြီး8 လအကြာမှာအသင်းနဲ့လမ်းခွဲလိုက်ပါတယ်။ဒါပေမဲ့ပေါ်တူဂီမှာသူ့ရဲ့ခရီးစဉ်ကမဆုံးသေးပါဘူး။နောက်ပိုင်းမှာထိပ်တန်းလီဂလပ်ဒမီယက်စ်အသင်းကိုဆက်ပြီးပြောင်းရွှေ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီမှာမာဂိုဗစ်ဟာအမေရိကန်ကိုပြောင်းရွှေ့လာပြီး Brooklyn FC အသင်းနဲ့စာချုပ်ချုပ်ပြန်ပါတယ်။အခုနောက်ဆုံး Hydro Split အသင်းကိုပြောင်းရွှေ့ခွင့်ရတာသူ့အတွက်တော့အိမ်မက်တစ်ခုအကောင့်ထဲပေါ်လာသလိုပါပဲတဲ့။ Hydro Split ဟာကျမနဲ့ကျမရဲ့မိသားစုအတွက်ဘောလုံးအသင်းတက်သင်းထပ်ဖို့ပါတယ်။နိုင်ငံခြားမှာနေခဲ့ရတဲ့တခြား Hydro Split ကိုအားပေးတာဟာနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုလိုတောင်ဖြစ်နေပြီးအခု Hydro Split ဂျာစီကိုဝတ်ခွင့်ရပြီဆိုတော့အရန်ကုန်ယူမိသလိုတာဝန်လဲကြီးတယ်လို့မာကိုဗစ်ကပြောပါတယ်